န်ကောက်လို့ပြောလိုက်ရင်လူတွေအားလုံးက shopping center ကြီးတွေလူစီကားတဲ့ညဈေးတွေကိုပဲပြေးမြင်ကြမှာပါဒါပေမဲ့ဒီနေ့တော့မူဝမ်ဆိုတဲ့လူတစ်ယောက်ကလမ်းပြောက်ရင်းနဲ့ဘန်ကောက်ရဲ့ဘာမှမရှိတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပါတယ်တခါတလေကြတော့လေလူစီကားတဲ့နေရာတွေထပ်စားရင်ဒီလိုတိတ်ဆိတ်တဲ့နေရာလေးကစိတ်ကိုပို့ပြီးတော့အနာရစေပါတယ်တရားအောက်ကမြင်ကွင်းတွေတန်ကြီးတက်နေတဲ့မိရထားတန်လန်းတွေဖြတ်မောင်းသွားတဲ့ဘတ်ကားအိုလေးတွေနဲ့လမ်းဘေးမှာရက်ပြီးတော့ကောင်းကင်ကြီးကိုမောကြည့်ရတာကလည်းတကယ်ကိုလွတ်လပ်တဲ့ခံစားချက်မျိုးပါဖြတ်မောင်းသွားတဲ့ဘတ်ကားအိုရဲ့အင်ဂျင်တန်တွေနဲ့ရထားတန်တွေကလွဲရင်ကျန်တာအားလုံးတိတ်ဆိတ်လို့နေပါတယ်လေပူတွေကြားမှာခဏလောက်နားပြီးတက်ပြင်းချလိုက်တော့မှငါတကယ်နားနေရှိနေပါလားဆိုတာကိုတတိထားမိတော့တယ်တခါတလေဘာမှမရှိဘူးဆိုတာကငြိမ်းချမ်းမှုအပြည့်ရှိတယ်လို့ပြောနေတာလဲဖြစ်နိုင်တာပဲလေတခါတလေကိုပြန်ရှာတွေ့ဖို့ဒီလိုဘာမှမရှိတဲ့နေရာလေးကလည်းလိုအပ်တယ်အစီအစဉ်မရှိဘဲနဲ့ရောက်ဖြစ်ခဲ့တဲ့ဒီနေရာလေးကတော့တကယ်အမတ်တရားပါပဲ